အိမ်ထောင်ရေးဟာဝစ်ကြွေးလာတဲ့ခေါင်းစဉ်ကအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးပြောလက်စဟောလက်စလေးတွေကိုဆက်ပြီးတော့ဟောလိုက်ပါအောင်မယ်နော်ဆက်ပြီးတော့နားထောင်လိုက်ကြပါဦးမိမိတို့တိဆောက်ထားတဲ့အိမ်ထောင်ရေးကြီးဟာဝစ်ကြွေးလာငြိမ်းအေးတဲ့ဘဝလားဆိုတာကိုသိရှိဖို့ဒီအချက်လေးတွေကိုထပ်ပြီးတော့ဟောပေးလိုက်ရပါတယ်နံပါတ်1ဗုဒ္ဓဘာသာရဲ့အမြင်နဲ့အိမ်ထောင်ရေးတဲ့ဘုံဘုံတို့ဗုဒ္ဓဘာသာရဲ့အမြင်မှာတော့အိမ်ထောင်ရေးတစ်ခုမှာလူတစ်ယောက်နဲ့တစ်ယောက်ပေါင်းဖက်ကြတယ်ဆိုတာဟာအကြောင်းတွေရှိလာခဲ့လို့ပါဘဝဆက်ဆက်တန်တရားဆက်ဆက်ကရှိခဲ့မှုတဲ့တန်ရောစဉ်တွေကြောင့်ဒီဘဝမှာအိမ်ထောင်ဘက်ဖြစ်လာပြီးတော့လူတစ်ကွရှင်တွဲနေထိုင်ကြတယ်တချို့ကြတော့လည်းအညိုတေးအာဃာတတွေကြောင့်ဒီဘဝမှာမဖြစ်ခြင်းပဲဖြစ်လာရတယ်မပေါင်းခြင်းပဲပေါင်းရတယ်မဆုံခြင်းပဲဆုံရတယ်မချစ်မနစ်သက်ပဲယူရတယ်ဒါကတော့ဝစ်ကြွေးလို့ပြောခြင်းလည်းပြောလို့ရပါတယ်ဒါတကူကြတော့ရန်သူနဲ့တူတဲ့လင်းရန်သူနဲ့တူတဲ့မယားဆိုပြီးတော့သုံးခြင်းလည်းသုံးပါဘုရားဘာသာရဲ့အမြင်နဲ့ခြုံငုံပြီးသုံးသပ်မယ်ဆိုရင်တော့အိမ်တော်ပြုတဲ့သူများဟာအတွေးတူအလုပ်တူအကျင့်တူခံယူချက်တွေတူညီမှသာလျှင်အိမ်တော်ပဲလို့မြင်သင့်ပါတယ်ဒီအချက်တွေမတူဘူးဆိုရင်တော့ဝစ်ကြွေးခံရတယ်လို့ပဲမှတ်ပါနော်နံပါတ်2ဘာကြောင့်တချို့လူတွေကအိမ်တော်ကြီးမှာဝစ်ကြွေးတွေလို့ခံစားနေရတာလဲတဲ့ဒါကတော့ရှင်းပါတယ်အရှုပ်သေးကိုဝင်အဲ့ဒီအရှုပ်ထုတ်ရဲ့ဒဏ်ကိုခံရမှာဓမ္မတာပဲကိလေသာအပူမီးကိုလိုချင်ကိလေသာအပူမီးဟတ်တဲ့ဒဏ်ကိုခံရပါဓမ္မတာပဲကာမဂုဏ်ကိုလိုချင်ကာမဂုဏ်ရဲ့ဆိုးကျိုးကိုခံရမှာဓမ္မတာပဲအခုခေတ်လူတွေကရှေ့ကငစားကိုပဲကြည့်တတ်ကြတာအနောက်ကငမားချိတ်ကိုမမြင်တတ်ကြဘူးခဏတာကာမဂုဏ်လေးကိုအဟုတ်ကြီးထင်ပြီးဘဝပေးတတ်ကြတယ်ခဏတာရတ္တတဏလေးကိုလိုချင်တဲ့အတွက်အောင်မြင်မှုတွေအချိန်တွေပိုင်ဆိုင်မှုတွေနှုတ်ပြမှုတွေအကုန်ပေးလိုက်ရတယ်ပြီးမှတကယ်လေးရလာရဒုက္ခတင်တဲ့အရာကြီးကဒုက္ခအိုးကြီးဖြစ်နေတော့ငါတော့ဝေကြွေးခံနေရပြီလို့တစားစားအော်နေတတ်ကြတယ်ဒါကိုယ့်ရဲ့မစင်မကျင်လုံးမှုကြောင့်ကိုယ်ပဲခံလိုက်ရတာပဲအမှန်တော့အိမ်နာပြုတ်တယ်ဆိုတာမှောင်အတိကျနေတဲ့တွင်းနဲ့ကြီးတဲ့ကိုဆင်းလိုက်တာနဲ့တူပါတယ်တွင်းနဲ့တဲကိုဆင်းတော့မယ်ဆိုရင်ပညာဆိုတဲ့ဓမီပါဖို့တော့လိုအပ်တယ်ပညာမပါဘူးဆိုရင်အိမ်အောင်ရေးကြောင့်ဖြူကပြာကကြပြီးအလူးလဲခံစားရမှာဓမ္မတာပဲပညာပါတဲ့အခါကျတော့ဒုက္ခတော့ဒုက္ခပဲဒါပေမဲ့အရင်ကြီးမခံစားရဘူးပေါ့နော်နံပါတ်3အိမ်အောင်ရေးရဲ့အရာရာကိုဝစ်ကြွေးလို့ပဲကိုကသတ်မှတ်နေပြီလားတဲ့တချို့လူတွေကကိုမနစ်သက်တော့ဘူးကိုမကြိုက်တော့ဘူးဆိုရင်အရာရာကိုဝစ်ကြွေးလို့သတ်မှတ်တတ်ကြတယ်အိမ်တော်ရေးမှာမကောင်းတဲ့အချက်တွေရှိသလိုကောင်းတဲ့အချက်တွေလည်းရှိပါတယ်တချို့အောင်မြင်နေတဲ့တထေးကြီးတွေဆိုရင်ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ဒိုးတူပေါင်ဘက်စ조사လာတဲ့အခါကျတော့ထိတ်တန်းအဆင့်တထေးကြီးတွေဖြစ်ကြရတယ်အိမ်တော်ရေးဒုက္ခတွေပြေဝစွာရရှိသည့်အတွက်ကြောင့်သားကောင်းသမီးမွန်တွေရရှိပြီးတော့ဘဝတစ်ခုလုံးစိတ်ချမ်းချမ်းသာသာနဲ့နေထိုင်သွားရတဲ့သူတွေလည်းအများကြီးရှိပါတယ်။ရရှင်လက်ထက်ကနဂုလမာတာနဲ့နဂုလပိတာတို့ဆိုရင်စောစောကပြောခဲ့တဲ့တူလေးတူနဲ့တူညီတဲ့အခါကျတော့ဘဝမှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ပြီးတော့အဆုံးမှာတရားထူးတရားမြတ်ရပြီးဘဝတွေလှပသွားကြတယ်။အခုခေတ်လည်းဒီလိုအိမ်တော်ရေးဒုက္ခကိုအပြည့်အဝရနေတဲ့သူတွေရှိပါတယ်။ဆရာကြီးလေတွင်သားစောချစ်တို့ဇနီးမောင်နှံဆရာကြီးဆိုင်ကန်းလေးဆရာကြီးဦးမြင့်ဆွေတို့ဇနီးမောင်နှံစသဖြင့်ဆရာကြီးတွေကအိမ်တော်ရေးကံသိပ်ပြီးတော့ကောင်းကြတယ်သိပ်ပြီးတော့လည်းတယောက်ကိုတယောက်ချစ်ကြတယ်ခုခေတ်လူငယ်တွေကချစ်တုံးကတော့ချစ်လိုက်ကြတာပဲချစ်ရာကနေအပြစ်တွေရှာလာတဲ့အခါကျတော့ဝစ်ကြွေးလို့သတ်မှတ်လိုက်ကြတယ်ဒါဟာမှန်ကန်တဲ့အရာတော့မဟုတ်ဘူးနော်ကိုယ်တိုင်ကအိမ်တော်ရေးကိုမတိဆောက်တဲ့ပဲပျက်စီးသွားကမှဝေကြွေးလို့သတ်မှတ်တာမှန်မနေပါဘူးနော်နံပါတ်4အိမ်တော်ကြီးတည်မြဲအောင်ဘယ်လိုကင်တွယ်ဖြည့်ရှင်းရမလဲတဲ့
အိမ်တော်ကြီးတစ်ခုတည်ဆောက်တော့မယ်ဆိုရင်ကံတရားရဲ့ကိုယ့်ရဲ့ပညာပပါရွေးချယ်တတ်မှုရဲ့ပညာပါတဲ့လှုပ်ဆောင်ချက်ရဲ့ဒီသုံးခုပေါင်းမှသာအိမ်တော်ဘက်ကောင်းကောင်းနဲ့ပေါင်းဖက်နိုင်တာပါအခုကြိုက်အခုချစ်အခုယူမယ်ဆိုရင်တော့တေးကြတယ်လူရွေးမှားမှာပါပဲစောစောကပြောခဲ့တဲ့ဆရာကြီးတွေကိုကြည့်ရင်အိမ်တော်ကြီးတည်မြဲတာလည်းမပြောနဲ့လေအိမ်တော်ဘက်ကိုရွေးတာလည်းတော်တယ်ရွေးတဲ့နေရာမှာလည်းဘေးလို့ရွေးသလိုရွေးတာမဟုတ်ဘူးစိန်ကောင်းကြောက်ကောင်းကိုရွေးသလိုရွေးတာဒါကြောင့်လဲရလာတဲ့အိမ်တော်ဘက်ဟာသိပြီးတော့ကောင်းတယ်တန်ဖိုးလဲထားတယ်ခုခေတ်အိမ်တော်ဘက်ရွေးတာတွေကိုကြည့်ရတာရည်စရာသိကောင်းတယ်ကြိုက်မိပြီဆိုရင်မဲမဲတဲတဲဘလောက်ဆိုးဆိုးယူမှာပဲအယတမဆေးသမားဖြစ်ပါစေချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ဘဝကိုအပ်တာပဲယောက်ျားလေးတွေဆိုရင်လည်းချစ်တာပဲဆိုပြီးတော့မိန်းမလဲသိမ့်ကြွယ်လဲယူတာပဲအပျော်ပြက်မယ်လဲယူတာပဲပြီးကကြမှာငါတို့မှားပါပြီတော်ပါပြီတန်ပါပြီငါတို့ငရဲကြနေရပါပြီလို့ညှဉ်းညူတတ်ကြတယ်နော်နောက်ဆုံးပြောချင်တဲ့စကားလေးကအိမ်တော်ကြီးဟာဝကြွေးမဟုတ်ဘူးအောင်မြင်မှုရဲ့လမ်းစသာဖြစ်တယ်အိမ်တော်ကြီးကိုကောင်းမွန်စွာတည်ဆောက်နိုင်တဲ့ဆိုရင်နိဗ္ဗာန်အထိဒုတုပေါင်းဘက်လက်တွဲသွားလို့ရတယ်သို့ပေမဲ့ကောင်းမွန်စွာမတည်ဆောက်နိုင်ဘူးဆိုရင်တော့ငရဲကျနေတာထက်ဆိုးပါတယ်အိမ်တော်ကြီးကြောင့်လင်မယားနှစ်ယောက်လုံးငရဲကျသွားနိုင်တယ်ဒါကြောင့်မိမိတို့ဟာကိုယ့်ဘာသာကိုပြန်မေးကြည့်ပါငါတို့ကအိမ်တော်ကြီးကိုတည်ဆောက်နေတာလားဖျက်ဆီးနေတာလားဆိုတာပါပဲတည်ဆောက်နေတာဆိုရင်တော့အရာရာသိခံပါလို့ပြောခြင်းတယ်ဖျက်ဆီးနေတာဆိုရင်တော့ဒီကနေ့ပဲခွဲခွာလိုက်တာအကောင်းဆုံးပါပဲနှိမ့်ဖို့ဆိုရင်ဝကြွေးခံနေရတယ်လို့ပါပဲနော်